Hello everyone, welcome to Teacher Jasmine's classroom. I'm Teacher Jasmine. မင်္ဂလာပါရှင် Teacher Jasmine classroom မှာကြိုဆိုပါရစေ။ကျွန်မတို့ Teacher Jasmine ဖြစ်ပါတယ်။ဒီနေ့မျှဝေသွားခြင်းတဲ့အကြောင်းအရာလေးကတော့တခြားသူတွေကိုသူတို့ကိုဘာလို့လုပ်လဲလို့မေးတဲ့အခါမှာသုံးတဲ့ question 3မျိုးပုံစံလေးကိုပြပြပေးသွားမှာဖြစ်ပါတယ်။ပြီးတော့အဲ့ဒီ questions လေးတွေကိုလည်းဘယ်လိုဖြေရမလဲဆိုတာလေးကိုပြပြပေးသွားမှာဖြစ်ပါတယ်။ကျွန်မဦးဆုံး number 1 question လေးကတော့ဒီမင်းဘာလို့လုပ်လဲလို့မေးကြည့်ရင် what do you do ဖြည်းဖြည်းစီမေးမယ်ဆိုရင် what do you do နည်းနည်းမြန်မြန်လေးမေးမယ်ဆိုရင်တော့ what do you do what do you do ဒီလိုလေးမေးလို့ရပါတယ်အဲ့လိုမေးတဲ့အခါမှာကျမတို့ကပြန်ဖြေရင်တော့ I work in သုံးပါတယ် I work in sales ဒါမှမဟုတ်ရင် I work in marketing စသဖြင့်ပေါ့နော် I work in a bank work in ဆိုတဲ့စကားလုံးလေးသုံးပြီးတော့ပြန်ဖြေလို့ရပါတယ်ဒုတိယ question လေးကတော့ what do you do for a living what do you do for a living what do you do for a living လို့မေးလို့ရပါတယ်ဒါလေးကတော့ what do you do for a living ကျမတို့တကယ်လေး question မေးတဲ့အခါမှာတော့နည်းနည်းလေးပေါ့နော်မြန်အောင်မေးမယ်ဆိုရင်တော့ what do you do for a living what do you do for a living what do you do for a living စသဖြင့်မေးလို့ရပါတယ်ဒီလိုလေးမေးခဲ့မယ်ဆိုရင်တော့ I'm apostrophe am I am ရဲ့ဒုက္ခပေါ့နော် I'm a doctor ဆရာဝန်ဆိုရင်တော့ I'm a doctor engineer ဆိုရင်တော့ I'm an engineer ဆရာမဆိုရင်တော့ I'm a teacher ဒီလိုလေးဖြည့်ပြီးလို့ရပါတယ်တတိယတစ်ခုကတော့ what is your job အဲ့တော့ကျမတို့က what is ကို short form နဲ့လုပ်လိုက်ရင် what's အမြင်လေးမိလိုက်ရင် what's your job ဒီလိုလေးလည်းမေးလို့ရပါတယ် what's your job ဒီလိုမေးလို့ရပါတယ်ဒီမေးခွန်းလေးအတွက်ဆိုရင်တော့ကျမတို့ဟာ I work for သုံးပါတယ် like I work for like Union Bank မှာအလုပ်လုပ်တယ် Union Bank အတွက်အလုပ်လုပ်တယ်ဆိုရင်တော့ I work for Union Bank I work for like generator company စသဖြင့်ပေါ့နော် work for ဆိုတဲ့အသုံးလုံးလေးနဲ့သုံးပြီးတော့ပြန်ဖြည့်ပေးရမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့ပြပြပေးသွားတဲ့မေးခွန်းလေး၃ခုကတော့၃ခုပေါ့နော်ပထမဦးဆုံးတစ်ခုကဘာလေးလဲဆိုတော့ what do you do နံပါတ်2လေးကတော့ what do you do for a living နောက်ဆုံးတစ်ခုကတော့ what's your job ဒီလိုမျိုးမေးခွန်း၃ခုလေးမေးပြီးတော့မှတခြားသူရဲ့အလုပ်ကိုင်ကိုမေးလို့ရပါတယ် Thank you so much for your listening. See you in next movie. နောက်ထပ် movie မှာပြန်လည်ဆုံတွေ့ကြပါမယ်ရှင်